ဝေလာငါးတွေကိုလူသားတွေကဘာကြောင့်မလို့ဖမ်းဆီးတပ်ဖြတ်စားတောက်ကြရတာလဲကဘာပေါ်မှာအကြီးဆုံးတရဝါကြီးဖြစ်တဲ့ဝေလာငါးဟာအလေးချိန်ပေါင်းတန်ချိန်ရာနဲ့ချီရှိပြီးတော့သမုဒ္ဒရာထဲမှာနှစ်သန်းပေါင်းများစွာရှင်သန်လာခဲ့တဲ့ဒီတရဝါကြီးကိုလူသားတွေကဘာကြောင့်မလို့ဖမ်းဆီးတပ်ဖြတ်စားတောက်ကြတာလဲအသားအတွက်ပဲလားဒါမှမဟုတ်ဝေလာငါးတစ်ကောင်ကဘလူမျိုးတန်မိုးကြီးတဲ့အရာရှိနေလို့ဖမ်းဆီးကြရတာလဲဒီနေ့မှာတော့လူသားတွေကဝေလာငါးတွေကိုဘာကြောင့်ဖမ်းဆီးကြရတာလဲဒီလုပ်ငန်းကလူသားရဲ့အတွက်ဘယ်လောက်ထိတော့အကျိုးစီးပွားဖြစ်ထွန်းစေရလဲတဘာပတ်ဝန်းကျင်အတွက်ရောဘယ်လောက်ထိတောင်မှထိခိုက်နေတာလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်။ဟိုးရေချိန်လုံးကဝေလာငါးတစ်ကောင်ကအစားအစာတစ်ခုတည်းမဟုတ်ပါဘူး။စီအယူအသားနဲ့စီးပွားရေးအရာအရန်ကိုအဖိုးတန်တဲ့အရေးမတစ်ခုဖြစ်ခဲ့တာပါ။အဲ့ဒီအတွက်လည်းသမုဒ္ဒရာထဲမှာဆုံးရှုံးနစ်နာမှုတွေအများကြီးဖြစ်ခဲ့တာပါ။ဝေလာငါးဆိုတာငါးမျိုးစိတ်မဟုတ်ပါဘူး။သူတို့ကလူသားတွေလိုပဲရိုးတိုက်တက်တော်တွေဖြစ်ပါတယ်။အသက်ရှူဖို့အတွက်ဆိုရင်လည်းရေအောက်ကနေရေပေါ်ကိုတက်ပြီးတော့အသက်ရှူကြရတာပါ။ကလေးမွေးပြီးတဲ့အခါမှာလည်းဝေလာငါးပေါက်လေးတွေကိုနို့တိုက်ကျွေးတာပါအကြီးဆုံးမျိုးစိတ်ဖြစ်တဲ့စပယ်ဝင်းဝေလာငါးဟာ24မီတာကနေ30မီတာအထိရှိနိုင်ပြီးတော့လေးချိန်အပြင်တန်ချိန်150ကျော်အထိကိုရှိနိုင်တာပါဒီလုံးနဲ့မြေတောင်ပြောရရင်တော့အာဖရိကဆင်အကောင်ကြီး30ရဲ့အလေးချိန်နဲ့ညီမျှပါတယ်ဒါပေမဲ့ဒီလိုကြီးမားတဲ့သတ္တဝါကြီးကိုလူသားတွေကဘာကြောင့်မို့လိုချင်ကြရလဲအဖေကိုရိုးရှင်းပါတယ်ဝေလာငါးတစ်ကောင်ရဲ့ခန္ဓာကိုယ်မှာအသုံးဝင်တဲ့အရာကြီးအများကြီးပါဝင်လို့ပါအချိန်ကဝေလာငါးစီကအရန်ကိုတန်ဖိုးကြီးတာပါအထူးသဖြင့်18ရာစုကနေ20ရာစုအစောပိုင်းအထိဝေလာငါးစီကိုဖျောင်းနိုင်စက်ပစ္စည်းချောစီစတဲ့နေရာတွေမှာအသုံးပြုခဲ့လို့ပါဝေလာငါးအယိုးစုနဲ့အခြားစိတ်ပိုင်းတွေကိုလည်းလက်မှုပစ္စည်းပြုလုပ်တဲ့နေရာတွေမှာအသုံးချခဲ့ပါသေးတယ်အသားကတော့အချို့နိုင်ငံတွေမှာအစားအစာအဖြစ်စားသုံးခဲ့ကြတာပါအဲ့ဒါတွေကြောင့်မလို့ဝေလာငါးတစ်ကောင်ကအဲ့ဒီခေတ်မှာအရန်ကိုတန်ဖိုးကြီးတဲ့တဘာဝအရေးမြစ်တစ်ခုဖြစ်ခဲ့တာပါအစားပိုင်းမှာတော့ဝေလာငါးဖမ်းတဲ့လုပ်ငန်းတွေကအနှင်းငယ်သာရှိခဲ့တာပါဤပညာရေးတိုးတက်လာတဲ့နောက်ပိုင်းမှာတော့အင်ဂျင်တက်သင်္ဘောတွေပုံမထီရောက်တဲ့ဝေလာငါးဖမ်းဒီစနစ်တွေပေါ်လာခဲ့တာပါအဲ့ဒီအချိန်မှာပဲဝေလာငါးဖမ်းတဲ့လုပ်ငန်းဟာအကြီးစားစက်မှုလုပ်ငန်းအဖြစ်အရှိန်အဟုန်နဲ့တိုးတက်လာခဲ့တာပါအထူးသဖြင့်20ရာစုအတွင်းမှာဝေလာငါးအကောင်ရဲ့အမြောက်များအဖမ်းဆီးခံခဲ့ရတာပါရလက်ကတော့ဝေလာငါးမျိုးစိတ်အများစုဟာတော်တော်လေးကိုညှော်နေသွားတာပါဝေလာငါးတွေကပင်လယ်ထဲကသတ္တဝါကြီးတက်တက်တွေမဟုတ်ပါဘူးသူတို့ကပင်လယ်သမုဒ္ဒရာရဲ့သဘာဝဂေယစနစ်ထဲကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါဝေလာငါးတွေကအာဟာရဓာတ်တွေကိုပင်လယ်ထဲမှာလက်ပတ်စီးစေဖို့ကူညီပေးတဲ့အစာကွေးဆက်ကိုထိန်းထားတာကြောင့်သမုဒ္ဒရာရဲ့ကျန်းမာရေးနဲ့ဆက်နွယ်နေပါတယ်ဒါကြောင့်ဝေလာငါးအကောင်ကြီးကြာစင်းတာဝေလာငါးရဲ့အတွက်တွေမဟုတ်ဘဲနဲ့ပင်လယ်သမုဒ္ဒရာရဲ့ဂေယစနစ်ကိုပါပြဿနာဖြစ်စေနိုင်တာပါဝေလာငါးတွေကလူသားရဲ့အတွက်တကယ်ပဲအကျိုးရှိခဲ့ရလားလို့မေးခွန်းထုတ်စရာရှိပါတယ်ဒါကတော့တကယ်တမ်းကျတော့အရန်ကိုအကျိုးရှိတာပါအရင်ခေတ်ကလူတွေအတွက်အစားအစာအလုပ်ကိုင်တွေအများကြီးရရှိခဲ့တဲ့စီးပွားရေးတိုးတက်ခဲ့တယ်ဒါပေမဲ့ပြဿနာကလူသားတွေကတဘာဝကပြန်လည်ဖြစ်တည်နိုင်တဲ့ပမာဏနဲ့ပို့ပြီးတော့အသုံးချခဲ့လို့ပါဒီနေ့ခေတ်မှာတော့နိုင်ငံအများစုကဝေလာငါးဖမ်းခြင်းကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ထားတာပါ1986ခုနှစ်မှာ International Whaling Commission IWC ကဝေလာငါးဖမ်းခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့စီမံကိန်းတစ်ခုကိုချမှတ်ခဲ့ပါတယ်ဒါပေမဲ့အခြားသောနိုင်ငံတွေမှာတော့ URDL သိပ္ပံနဲ့အခြားသောအကြောင်းပြချက်တွေကိုပြပြီးတော့ဝေလာငါးဖမ်းခြင်းလုပ်ငန်းတွေကိုအနည်းငယ်လုပ်ကိုင်နေတဲ့နိုင်ငံတွေလည်းရှိပါတယ်ဝေလာငါးတွေကိုလူတွေတက်ခဲ့ကြတာဟာအသားစားရင်လို့တခုတည်းတည်းမဟုတ်ပါဘူးအစားအစာစွမ်းရည်စီးပွားရေးနဲ့လူသားတွေရဲ့လိုအပ်ချက်တွေကြောင့်မလို့ဖြစ်ခဲ့တာပါဒါပေမဲ့လူသားတွေရဲ့တိုးတက်မှုနောက်ွယ်မှာသဘာဝတစ်ခုလိုပြည့်စက်ရတဲ့အရာအများကြီးရှိတာပါအခုကျွန်တော်မြန်မာနိုင်ငံမှာလည်းရိုးသုံးမဲ့အနေနဲ့ရင်ဆိုင်နေရတဲ့တိရစ္ဆာန်ပေါင်းများစွာရှိပါတယ်ဒီကောင်လေးတွေကိုလမ်းမှာတွေ့ခဲ့လို့ရှိရင်အနေမပြူပဲနဲ့တခြားသောဘေးကင်းမဲ့နေရာတွေကိုပို့ဆောင်ပေးခြင်းအပြင်တဘာဝဂီယာစနစ်ကိုလည်းထိမ့်သိမ်းရရောက်ပြီးတော့ကုသိုလ်လည်းရတယ်ပေါ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ